မင်္ဂလာပါဒီမနေ့သမီးပြောသားမယ့်ပုံမြင်ကောင်းစီကတော့ဘေးအမြဲကိုစားသောဆိုတဲ့ကောင်းစီလေးပဲဖြစ်ပါတယ်ရှိရှိကထူခြားတဲ့ဘေးတစ်ပါးရှိခဲ့ပါတယ်သူရဲ့နှလုံးသားအခြေသေးလို့ရည်ပြီးလောကမကြောက်တတ်ဘူးဘုရားသခင်ကိုအမြဲကိုစားတဲ့သူဖြစ်တဲ့သူဟာလူတွေအတွက်ကောင်းတဲ့ပုံသက်တွေကိုပြသခဲ့ပါတယ်သူရဲ့နာမည်ကတော့ Hiski ဖြစ်ပါတယ်အခြားဆိုရတဲ့ဘေးတစ်ပါးလည်းရှိခဲ့ပါသေးတယ်သူဟာနိုင်ငံကိုအကြက်ဖက်တဲ့အပြစ်ပေးတဲ့သူတွေကိုလည်းမတရားစွာတက်ခဲ့တယ်လူတွေကသူ့ကိုကြားကြပါတယ်ဘယ်သူမှသူ့ရဲ့အုပ်စုမှုဩဇာကိုမတော်လည်းရကြဘူးသူဟာအရှုရိပြည်ဖြစ်ဖြစ်လိုမှပြည်တကူကြီးသူဖြစ်လာခဲ့ပါတယ်ဒီနေ့တော့ဆိုရဲရှိပြည်ဟာရှမာရိပြည်ကိုလာရောက်တဲ့ပဲနေခဲ့ပါတယ်တပြိမှရှိတဲ့အရာတွေကိုအမတ်ဖို့ဖြစ်အောင်ဖြစ်စီပြီးခံမာတဲ့တော်တော်များများကိုလည်းသိပတ်လိုက်ပါတယ်သူရဲ့အဓိကရည်မှန်းချက်ကတော့ဘီဟစ်စကီနေတဲ့ယေရုရှလင်မြို့ကိုသိပတ်ဖို့ဖြစ်ပါတယ်ယူဒာလူမျိုးတွေဟာစိုးရိမ်ကြပါတယ်သူတို့ဟာကြောက်ကြပြီးဟစ်စကီမီကိုရာယုံကြည်စိတ်ချမှုမရှိကြတော့ဘူးတချို့ကတော့ဖျားသခင်ကိုဆုတောင်းကြတယ်တချို့ကတော့သူတို့အသက်နဲ့သားသမီးတွေအသက်အတွက်ကြာယူတဲ့အတွက်ငိုကြအော်ဟစ်ကြညှဉ်းကြတယ်ဒီလိုနဲ့ဖျားသခင်ကိုကိုးစားတဲ့ဟစ်စကီမီကိုအရှုရိပြည်ကလာပြောင်းပြီးစစ်တပ်ဖို့ချစ်တက်လာခဲ့ပါတယ်အရှုရိပြည်ဟာသူ့ကိုယ်သူတကိုးချစ်တယ်လို့ခံယူတယ်ဟစ်စကီမီကဖျားသခင်ကိုအကူအညီတောင်းမယ်ဆိုတာသူမကြည့်လိုက်ဘူးဟစ်စကီမီကတည်းကနေသူအရှုရိပြေပေါ်တဲ့သူ့စာကိုယူပြီးဖတ်တယ်ပြီးတော့ဘုရားသခင်ရဲ့ဗိမေတော်ကိုသွားပြီးဖျက်လိုက်တယ်ဣတိလလူမျိုးရဲ့ဘုရားသခင်ကိုဆုတောင်းကြတယ်အဆီရီးယားတဲ့မျိုးရဲ့ပြေပမှာစစ်တပ်ဖို့တက်ဆွဲချတဲ့အချိန်မှာဘုရားသခင်ရဲ့ကောင်းကင်တမန်ဟာစစ်တပ်လာပြီးအဆီရီးယားတပ်သား3,800ကိုဖျက်ဆီးခဲ့ပါတယ်မနေ့မိုးလည်းပြီးအရာထားတဲ့အခါအဆီရီးယားပြည်ဟာလည်းပြီးတည်ဆုံနေတဲ့သူ့ရဲ့စစ်သားတွေကိုတွေ့ရပါတယ်စစ်ပွဲမှာဖျားသခင်ကသူ့ကိုယုံကြည်ကိုးစားတဲ့သူ့ရဲ့သားသမီးတွေကိုကူညီမဲ့ကလေးတော်ဟာပြည့်စုံခဲ့ပါတယ်။ဘုရားသခင်ကိုအမြဲကိုးစားသူဟာကိုးစားမှုရလဲကိုရပြီးမြင်မာတဲ့အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်။ဟစ်စကီမီကသူ့ပဲတည်းအသက်တာမှာဒုက္ခပြဿနာတွေရင်ဆိုင်ရတဲ့အခါဒီအခက်အခဲတွေကိုအောင်မြင်ကျော်လွှားနိုင်ပါတယ်။ဘုရားသခင်ကတဲ့ပေါ်မှာသူပေးတဲ့ကတိအတွက်လောကမပြတ်ခွက်ခဲ့ပါဘူး။သူရဲ့ကတိတော်တွေကိုလက်ခံရနေလောကကိုးစားရတဲ့ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ဒီမနေ့သမီးပြောသားတဲ့ပုံမြင်လေးရတဲ့လောက်ပါပဲ channel ရဲ့ကြည့်ရဖို့ဖက်တိကကြွားစတော့ကောင်းရှင်းလိုက်ချက်ပေးပါစီ။